အားလုံးပဲမင်္ဂလာပါရှင်ကျမနီနာပါ Growing နီနာမှာကြိုဆိုပါရစေဒီနေ့ရဲ့ topic လေးကပေါ့နော်ကျမတို့အောင်မြင်ရေးကိုပဲ GU ဆိုင်နေပြီးတော့ကိုယ့်ရဲ့ energy level ဘယ်လောက်ထိ down နေပြီလဲဆိုတာကိုကျမတို့သုံးသပ်ကြည့်ရအောင်ပါဘာလို့ဆိုတော့ပေါ့နော်ကျမတို့ကဘယ်အချိန်မှာအောင်မြင်ရမယ်ဘယ်အသက်အရွယ်မှာထူးချွန်ရမယ်ဆိုပြီးတော့ကျမတို့နေ့စဉ်နဲ့အများစူးစမ်းအားထုတ်နေတဲ့အချိန်မှာမိလျော့နေတာကပေါ့နော်ကျမတို့ကိုယ့်ရဲ့ energy ဘယ်လောက်ထိ down သွားပြီလဲဆိုတာလေးပေါ့နော်ဆိုတော့ကဘာတွေနဲ့တူလဲဆိုတော့ကျမတို့တွေကဖုန်းတွေကွန်ပျူတာတွေလို့ပေါ့နော်ကျမတို့အရန်သုံးပြီလို့0%ထိရောက်သွားပြီးတော့ shut down နေခဏခဏကြာပြီဆိုရင်တော့ကျမတို့ရဲ့ battery လေးတွေကလည်းပြတ်သွားတတ်တယ်လीနော်ဒါကတော့နော်လူလူချင်းတူရပေါ့နော်ကျမတို့အရန်စူးစမ်းနေရင်လည်းကိုယ့်ရဲ့ energy ရဆုံးရှုံးနေရပါတော့ဆိုတော့အဲ့လိုဆိုတော့ကျမတို့မောပန်းလာတာနဲ့အများကျမတို့အားနေလာရင်ခဏလောက်တော့ရက်အောင်ပါပေါ့နော်ရက်အောင်ဆိုတာကတော့ကိုလုံးနေတဲ့အရာအလုံးကိုရက်တန့်ခိုင်းတာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့ပေါ့နော်တချို့ရတယ်ဆိုပညာလန်းခင်းရတယ်တချို့ဆိုငွေလန်းခင်းရတယ်ဒါပေမဲ့ဒီကာလကြီးမှာခင်းတိုင်းလည်းမရောက်တဲ့လမ်းတွေရှိရဲတွေးရင်းနဲ့ပျောက်သွားတဲ့အိမ်မက်တွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့မောပန်းလာတဲ့အခါကိုယ့်ရဲ့ energy import အတွက်အရင်အရေးကြီးရလေနော်ဆိုတော့ကိုယ့်ရဲ့ energy စုပ်ပြန်ရဖို့ဘာတွေလုပ်လို့ရလဲဆိုရင်ကျမတို့တရားထိုင်မှာစာဖတ်ပါ self awareness ဆိုရယ်မိမိကိုယ်ကိုသိရှိအောင်လုပ်ပြီးတော့ပေါ့နော်စိတ်ကလေးကိုနားပြီးကိုယ်ကြိုက်နေတဲ့ရာလေးကိုပြုလုပ်ပြီးတော့တရက်ကိုအနည်းဆုံးကိုယ်ကာယလေးတွေပြုလုပ်ပြီးတော့ပေါ့နော်ကျမတို့ပျော်ရွှင်ဖို့အတွက်လည်းဂရုစိုက်ပါအောင်လို့ကျမက remind လာပေးခြင်းဖြစ်ပါတယ်ကျေးဇူးပါရှင်